ကဘာသွမ်းကလူငယ်တွေရဲ့အင်ဂျီတွေအိတ်တွေပေါ်မှာပုံအဖြစ်အမြဲမြင်တွေ့နေရပြီးတော်လန်ရေးရဲ့ပြရုပ်တစ်ခုလို့တင်စားကြတဲ့ကြီးကွေဘာရာအကြောင်းကိုပြောပြပေးတော့မှာပါ။သူဟာတကယ်ပဲသူရဲကောင်းလားဒါမှမဟုတ်ရက်ဆက်တဲ့လူသက်သမားလားဆိုတာကိုအတူတူလေ့လာကြည့်ရအောင်။ဟုတ်ကဲ့ကျွန်တော်ကိုတော့ပါ။ကြီးကွေဘာရာလို့လူသိများပေမဲ့သူရဲ့နာမည်အရင်းကအန်နက်စတိုရာဖေကွေဘာရာပါ။သူဟာ1928ခုနှစ်မှာအာဂျင်တီးနားနိုင်ငံရဲ့ချမ်းသာတဲ့မိသားစုကနေမွေးဖွားလာခဲ့တာပါ။ငယ်ငယ်ကလေးကပန်းနာရင်ကျက်ယောဂအပြင်းထန်ခံစားခဲ့ရပေမဲ့သူဟာအားကစားမှာထူးချွန်ပြီးစာဖတ်တာကိုလည်းအယံဝါသနာပါခဲ့တဲ့သူပါသူ့အိမ်မှာစာအုပ်ပေါင်း3000ကျော်ရှိတဲ့စာကြည့်တိုက်တောင်ရှိခဲ့တာပါသူ့ဘဝရဲ့အချိုးအကွေကစေးချောင်းသားဘဝမှာစတင်ခဲ့ပြီးတော့သူဟာသူ့ရဲ့တငယ်ချင်းအယ်ဘာဒိုနဲ့အတူမော်တော်ဆိုင်ကယ်တစ်စီးနဲ့လက်တင်အမေရိကတခွင်ကိုမိုင်ပေါင်း9000ကျော်ခရီးထွက်ခဲ့ပါတယ်ဒီခရီးမှာသူဟာစင်းရဲသားတွေရဲ့ဒုက္ခတွေအလုသမားတွေကောင်းပုံဖြတ်ခံနေရတာတွေကိုမျက်ဝါးထင်ထင်မြင်ခဲ့ရပြီးအရင်းရှင်စနစ်ကိုအမြင့်ပြတ်ချိန်မုံဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ဒီခရီးစဉ်အကြောင်းကိုလည်း The Motorcycle Diary ဆိုတဲ့နာမည်ကျော်စာအုပ်အဖြစ်လည်းသိကြမှာပါ။အဲဒီနောက်မှာတော့မက္ကဆီကိုမှာ Fidel Castro နဲ့တွေ့ဆုံခဲ့ပြီးတော့ကျူးဘာတော်လှန်ရေးတွေကိုပါဝင်ခဲ့ပါတယ်။သူတို့ကလူအနှဲငယ်နဲ့စတင်ခဲ့ပေမဲ့နောက်ဆုံးမှာတော့အမေရိကန်ကြောထောက်နောက်ခံပြုထားတဲ့ Batista အစိုးရကိုဖြုတ်ချနိုင်ခဲ့ပါတယ်။ကျူးဘာမှာအာဏာရလာတဲ့အခါချေဟာစစ်မှုဝင်ကြီးဘန်ဥက္ကဋ္ဌစတဲ့ရာထူးကြီးတွေရခဲ့ပါတယ်။သူဟာကျူးဘာနိုင်ငံရဲ့စာတမ်းမြောက်မှုနှုန်းကို60%ကနေ96%အထိတိုးတက်အောင်လှုံ့ဆော်ပေးခဲ့တယ်လို့မြေယာပြုပြင်ပြောင်းလဲမှုတွေကိုလည်းလုပ်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့အမောင်ဘက်ချမ်းလည်းရှိနေပါသေးတယ်။သူဟာကွန်မြူနစ်ဝါဒကိုအစွန်းရောက်ယုံကြည်သူဖြစ်လို့သူ့ကိုစန့်ကျင်သူမှန်သမျှကိုလည်းတရားစီရင်မှုမရှိဘဲကွန်မြတ်တာတွေလုပ်ခဲ့ပါတယ်။နူးညံ့နေလို့မရဘူး။တော်လိုင်းရေးဓမ္မဆိုတာတက်ဖြတ်တတ်တဲ့စက်ရုပ်လိုဖြစ်နေရမယ်လို့တောင်သူကယုံကြည်ခဲ့တာပါ။ချေဟာကျူးဘားမှာယာထူးအာဏာတွေနဲ့အေးအေးဆေးဆေးနေလို့ရပေမဲ့သူရဲ့တော်လိုင်းရေးစိတ်ဓာတ်ကငြိမ်မနေခဲ့ပါဘူး။ကွန်ဂိုနဲ့ဘိုလီးဗီးယားနိုင်ငံတွေမှာတော်လှန်ရေးသွားလုပ်ခဲ့ပါသေးတယ်။ဒါပေမဲ့ဘိုလီးဗီးယားမှာတော့ကမ္မကောင်းစွာနဲ့ပဲအဖမ်းခံခဲ့ရပါတယ်။1968ခုနှစ်အောက်တိုဘာလ9ရက်နေ့မှာတော့သူ့ကိုတပ်ဖို့လာတဲ့စစ်သားကိုတော့မင်းငါ့ကိုတပ်ဖို့လာတာတည်တယ်။ပြည်စမ်းပါလူရန်ကားရဲ့မင်းတပ်လိုက်တဲ့လူတယောက်ပဲရှိမယ်။ငါရဲ့စိတ်ဓာတ်ကိုတော့မင်းမတတ်နိုင်ဘူးလို့နောက်ဆုံးစကားပြနဲ့ပြောခဲ့ပါသေးတယ်။ဂျီကွေဘာရာဟာတေဆုံးသွားခဲ့ပေမဲ့သူ့ရဲ့ပုံရိပ်ဟာယနေ့ထိတော်လှန်ရေးသမားတွေဖိနှိပ်ခံရတဲ့သူတွေအတွက်ကတော့ခွန်အားတစ်ခုပြနေစေပါ။တချို့ကသူ့ကိုလူသက်သမားလို့မြင်ကြပေမဲ့တချို့ကတော့ကိုဂျိုးစွန်းအနစ်နာခံခဲ့တဲ့သူရဲကောင်းကြီးအဖြစ်ကြီးညိုကြပါတယ်။သူ့ရဲ့ဘဝဇာတ်ကြောင်းကိုကြည့်ရင်လူတစ်ယောက်ရဲ့ယုံကြည်ချက်ကဘလောက်ထိပြင်းထန်နိုင်လဲဆိုတာကိုတွေ့ရမှာပါ။ခင်ဗျားကချီကွေဘာရာကိုဘယ်လိုမြင်လဲ။သူရဲကောင်းလား။ဒါမှမဟုတ်လူသက်သမားလား။ကိုယ့်ရဲ့အမြင်လေးတွေကိုပြောပြပေးသွားကြအောင်နော်။